ကရင်ခရီးစဉ်တွေကိုမနက်၄နာရီကနေစတင်ခဲ့ရမှာခုချိန်မှာနေထွက်လာပါပြီ။အဲ့တော့ရှစ်ပလင်မှာ breakfast စားပါတယ်ဒါလေးပါပဲ။ဒါကတော့ကြက်သားပေါင်းပလုတ်ပလောင်စားနေရရှိပါ။စားပြီးတောက်ပြီးတွန်းလက်သွားပြီးတော့ခရီးစဉ်ကိုဆက်ပါမယ်။ရှီတို့ရဲ့ဒီခရီးစဉ်တွေသွားဖြစ်တာကတော့အဝေးရောက်နေတဲ့မိမိစီကိုသွားလေရင်းနဲ့ပါ။လမ်းမှာမိမိကိုဝင်ခေါ်ပါတယ်အဲ့လိုနဲ့ခရီးဆက်ရင်နဲ့ဘရင်ကြီးကိုရောက်ရှိလာပါတယ်ကရင်ပြည်နယ်ဆိုတာတဘာဝတရားတွေဘာသာရေးယဉ်ကျေးမှုတွေပေါင်းစပ်ထားတဲ့ပြည်နယ်လေးတစ်ခုလို့ပြောလို့ရပါတယ်ခရီးစဉ်ရဲ့ပထမဆုံးနေရာဆိုတော့ရှီတယောက်မော်ပန်းနေရရုပ်တော်မပေါက်နေသေးပါဘူးဘရင်ကြီးကူရဲ့ပါဇက်ရဆုံးဝင်လာတမိုင်းအစလာတော့မသိဘူးပေါ့နော်တထုံဘရင်သားတော်ရဲ့မင်းသားတစ်ပါးကထွက်ပြေးလာရကနေပြီးတော့ဒီကူမှာဒီကိုနှစ်ယောက်လာအောင်ကြရတယ်ပေါ့အဲ့ဒီအချိန်မှာအကိုကြီးဖြစ်သူကကိုမြက်ခံရပြီးတော့ငယ်တာကြိုက်ရှိခဲ့တဲ့အတွက်ဘရင်ကြီးကူဆိုပြီးတော့ခေါ်တင်တယ်လို့လည်းသိရတယ်ဘရင်ကြီးကူရဲ့ထူးခြားချက်ကတော့ကူရဲ့အောက်ရှင်မှာတဘာဝအလျောက်ဖြစ်ပေါ်နေတဲ့ရေပူဆန်းရှိရပါဘရင်ကြီးကူကနေပြီးတော့ကော့ကုန်းကူကိုခရီးဆက်ခဲ့ပါတယ်။ကော့ကုန်းကူဆိုတဲ့နာမည်အတိုင်းကူကြီးကကော့ကြီးဖြစ်နေအောင်မြင်တွေ့ရမှာပါ။ကူရီထဲမှာတော်တော်တပ်ပယ်ကူတကူလို့လည်းပြောလို့ရမယ်။ကွန်ကူအားနဲ့အပြန်တန်လင်းတံတားကြီးကိုဖြတ်ပြီးခရီးဆက်လာပြီးတော့ဖအံမြို့ထဲကိုရောက်ရှိလာပါတယ်ပြီးတော့ကြောက်ကလက်စီတီကိုသွားပါတယ်ကရင်ပြည်နယ်ကိုသွားလေရာရှိတအားတဘောကြတာပဲတောင်တန်းကြီးကိုမျက်စိတစုံမြင်နေရတဲ့အပြင်တိုင်းသူတိုင်းသားတွေရဲ့စကားအသံတွေကိုနားထောင်တာနားမလည်ပဲနားထောင်နေရတာကတဘောကြတယ်ကြောက်ကလက်စီတီအပေါ်မှာအဆောင်လက်ပတ်တွေသွားယူလို့ရပါတယ်ကြောက်ကလက်ကနဲ့ထုံးပတိုင်ကိုသွားပါတယ်ထုံးပတိုင်ရေကူကအရင်ကအလောက်တိနာမည်မရှိဘူးကွာနောက်ပိုင်းမှာတပုတ်ရိုက်ကလှလို့နာမည်ကြီးလာတယ်ပြီးတော့ဒီကကျွေးရဲ့ထမင်းကြီးအစားလို့ကောင်းတယ်ကွာရှီတို့လည်းစားခဲ့ပါတယ်ထုံးပတိုင်ရောက်နေရရှိပါအခုချိန်အောင်တိတ်တော့မလှအောင်ဖတ်အပ်ဆိုတဲ့အတိုင်းမိုးရင်းဘက်ကပိုးလှတယ်မိုးရင်းဘက်ဆိုလို့ရှိရင်ဒီထုပ်ပတိုင်ကနေပြီးတော့စက်တန်ကိုလှည့်စီးပြီးတော့သွားလို့ရတယ်ထုပ်ပတိုင်ကအပြန်ကော့ကတောင်ကိုခရီးဆက်ပါတယ်ကော့ကတောင်ကိုရောက်တော့ငယ်ဘွားလေးကိုအောင်လမ်းမိသွားတယ်ရှီငငယ်တော့ကမိသားစုနဲ့မြောက်ဝတီမဲဆောက်ပတ်ခရီးသွားဝတီအပြန်မှာကော့ကတောင်ကိုဝင်ခဲ့တဲ့အချိန်လေးပေါ့ကော့ကတောင်ကမှတည်ရှိရဲ့ကော့ကတောင်ကိုတော့ဖျားတွေအများကြီးတည်ထားလို့တောင်းတဲ့ရှီအဲ့လိုမျိုးတင်စားပြီးတော့နာမည်ပေးထားတာထင်တယ်မသိဘူးဒါကတော့ကွယ်ကပေါ်လို့ခေါ်တဲ့ဆွဲကပင်တောင်ကြီးပါဒါကတော့လူငယ်တွေပါဇက်ဖြာမှာဟီပန်းစားနေတဲ့တောင်ဝိုင်းတောင်ပါအရန်မြင့်မာတယ်မတက်နိုင်ပါဘူးရှီတို့သွားတဲ့ချိန်ကလည်းတက်ဖို့ပိတ်နေပါပြီကျောက်ဖို့ဦးကကြောက်ဖို့ကောင်းတယ်လို့ခံစားနေရတယ်ကွာနေဝင်ချင်းစီးစာလေးနဲ့အတူဖအံညာဈေးကိုသွားပါမယ်ညာဈေးထဲမှာရှီကြိုက်တာတွေပဲစားခဲ့တယ်ရိုးရငုံဦးကင်းနေပြီးတော့အကင်ရဲ့ပြီးရင်ကွက်တီအောင်လည်းစားခဲ့သေးတယ်ဒီအကဲဆိုင်တော်တော်ဆုံးနေမေးလိုက်တင်ကောင်းလို့လားမသိဘူးရွေးရတော့ share ပဲကွတီအောင်ကိုလည်းဒီအကင်ဆိုင်ရဲ့ဘေးကရက်ဆိုင်ကနေပဲစားခဲ့ပါတယ်အ
ကင်အောင်လဲစားကွတီအောင်လဲစောင်းရင်ပေါ့ လာလိုက်တာလိုက်ပြင်အောင်လေ ဒါကတော့လိုင်းပေါ်မှာနာမည်ကြီးနေတဲ့ကရင်ထမင်းဆိုင်ဆိုတဲ့ဟာပါထမင်းငယ်ကြိုက်တဲ့သူတွေတက်ကတော့တန်မှာပေါ့ရှီကတော့ထမင်းငယ်ကိုမဟုတ်တော့မကြိုက်ဘူးကွာထမင်းကိုကြိုက်ရင်ကြိုက်မယ်ငင်းနဲ့စားရတာမကြိုက်ဘူးဒီဆိုင်မှာလူကတော့တော်တော်လေးကိုကြက်ကြက်ပဲမနက်ကူတော့ပါပြီနေကြခင်းနဲ့မှာပါစီထဲနဲ့စီဆိုင်နေရှိမှရှိတဲ့နေကြခင်းမှာတပုံငယ်ဖြစ်ပါတယ်ပြီးတော့အဲ့မနက်မှာပဲဖအံရောက်ရင်မတော်မဖြစ်နေရတခုဖြစ်တဲ့စက်တန်ကူလည်းတွားခဲ့ပါတယ်ရှိဖအံမလာခင်တည်းကအဓိကနေအောင်စက်တန်ကူပဲလာကျင်ခဲ့တာပါစက်တန်ကူကတိထားတလောက်ကတော့ social media ပေါ်မှာလှည့်စီးရင်တပုံရိတ်ကလှရလို့ပဲတိထားတယ်တကယ်လေးရောက်အောင်ကူအထဲကကွာတခြားကူရနဲ့မတူပဲအမြင့်နဲ့အရန်မိုက်တယ်လို့ခံစားရတယ်ဒီနေရာကတော့ရှီစက်တန်ကူထဲမှာအကြောက်ဆုံးနေရာပေါ့အောက်ကလည်းအနက်ကြီးပဲဒီကြားတဲ့ရှီမတယောက်ကဒီလိုပြောထားသေးရဲ့ရှိဘလာရဲ့ဖဖိုးကတော့မင်းသားဝင်လုံသွားတရားဖို့ပါအောင်ရိုက်တယ်ကူထဲမှာ20မိနစ်လောက်ကူထိတ်နဲ့အစုံလမ်းလျှောက်လာပြီးရဲ့အချိန်မှာတော့သိစီရပါတယ်ရှိပပိုင်းနောက်ကျတော့အဲ့ဒါလင်းတို့ရဲ့ချီးရလားမသိဘူးစက်တန်ကူကို Google Map ထောက်ပြီးလာခြင်းတော့စက်တန်ကူဆိုပြီးရိုးရိုးတန်းရှာလို့မရပါအောင်မဟာစက်တန်ကူလို့ရှာမှတွေ့မှာပါဒါကတော့လေစီးနေပဲများနေရရှိပါနှခမ်းတော့တိခတ်ပေးပါအောင်ဆောင်းနေဆိုအဲ့လိုပဲအဲ့ဒါတက်တော့လို့ဟီဒီနေရာကတော့လေစီးနေနဲ့အနက်ဆုံးနေရာလို့တော့လှေသမားဦးလေးကပြောပါတယ်ဒီအောက်မှာဘယ်လောက်ထိနှက်လဲဆိုရင်ဝါးနှစ်ပြန်စာလောက်နှက်ပါတယ်လို့ပြောပါတယ်လေစီးပြီးတော့အဲ့ဒီကူအောက်ကြီးထဲကထွက်လာပြီးတဲ့အချိန်မှာတော့ရေအဲအတိမ်ဆုံးနေရာကိုရောက်ရှိသွားပါတယ်ဘယ်လောက်ထိတိမ်လဲဆိုတော့လှေနဲ့လှော်လို့မရဘဲနဲ့ဝါးနဲ့အောင်ထိုးပြီးသွားရပါတယ်ဒီနေရာမှာကတော့ဘေးတစ်လျှောက်စပားခင်းနေပြီပဲမိုးရင်းမှာအရန်လှရဆိုပြီးနာမည်ကြီးရဲ့ကရင်ပြည်နယ်ကထင်တယ်လို့မဟုတ်ပါဘူးနေရာဒီမှာပါလှပါတယ်အတူလုံးနေတော့ကရင်ကိုပြန်သွားချင်သွားပြီရှိရဲ့ကရင်ဘလော့လေးကိုဒီမှာပဲရက်ခွင့်ပြုပါရှိမွန်ပြည်နယ်ဆက်ရအောင်မလို့ပါနောက်မွန်ဘလော့မှာထပ်ဆုံးပါမယ်တတ